လောက်ပဲရလက်စိုးနေပါသေးတပွဲလောက်ထားနိုင်လိုက်သူတို့ကမန်ယူပြိတ်သက်ပဲအခုမန်ယူပြိတ်သက်တွေကိုတော့မမှီဘူးဗျအဲ့ဒါတော့ကဘာမှလည်းမမှီဘူးအဲ့ဒါတော့လက်ခံရမယ်သိလားဘလောက်ပဲရလက်စိုးနေပါသေးတပွဲလောက်ထားနိုင်လိုက်သူတို့ကမန်ယူပြိတ်သက်ပဲသိလားရှုံးနေတယ်သူတို့ကြိတ်ခံနေတယ်ဒါတော့တချို့အသင်းတွေဆိုလေလန်းတိုက်လိုက်သေးတယ်ရှုံးနေပေမဲ့မင်းတို့ငါတို့လိုမျိုးဘာတွေရဘူးတမိုင်းလှမ်းလိုက်သေးတယ်ဒါတကောင်တကယ်မှန်တယ်ဒါလေးလိုလောက်အောင်ပါတကယ်ပြိတ်သက်အစ်စ်တွေဒါသိလားကျွန်တော်တို့မန်စီးတီးသူတို့ဘယ်လောက်နိုင်လိုက်တယ်နိုင်လိုက်လေရတယ်မင်းတို့အခုမှလာပြီးတော့နောက်မှပေါက်တဲ့ရွှေ့ကြိုက်ပါသူတို့ကထခဲ့တာကိုလည်းပြောလို့မရတော့ဘူးခင်ဗျငါတို့ကချန်ပီယံလိဘယ်နှလုံးရထားတာသိမှာဘယ်နှနှစ်ဆက်တိုက်တွေသိမှာဘယ်နှလုံးဟာဟုတ်တယ်သူတို့ပြောတယ်အမှားမှမဟုတ်တာမှန်တယ်လေတမိုင်းလှန်ဒါဆိုတကယ်မှန်တယ်ဗျာသူတို့ရှုံးနေပေမဲ့အသင်းပဲရှုံးမှာလေတော့မရှုံးအောင်ငါတို့အသင်းဘက်ကနေတချို့ကြောင့်အဲ့လိုမဟုတ်တော့ရှုံးလို့ရှိရင်သိမှာဟာတော်ပါပြီကွာအမခုနပြောသလိုလေအဲ့လိုမျိုးအောင်မြင်မှုတော့လိုက်ပြီးပြောင်းချင်ကြတယ်မန်စီးတီးကိုပြောင်းလာတော်များတယ်အဲ့လိုမျိုးတွေပဲဗျာသိလားများတယ်ဟုတ်တယ်ကိုရိုမန်စီးတီးကိုအားပေးတဲ့ပရိသတ်တော်များများအဲ့လို16 19လေးတချို့ဆိုကျွန်တော်ကိုပြောရလေကျွန်တော်အသက်အရွယ်နဲ့အဲ့လိုမျိုးတွေလို့မန်စီးတီးမင်းကတာကူးလာပါညာဒါမှမဟုတ်ကျွန်တော်တို့ဒီအခွဲတို့ကြောင့်အားပေးလာတာဒါပေမဲ့သိတဲ့လူလည်းသိတယ်မသိတဲ့လူလည်းမသိဘူးဒါပေမဲ့သူတို့သိဖို့မလိုဘူးလေကျွန်တော်သိဖို့ပဲလိုတယ်သိရမလားကျွန်တော်ကြိုက်တာလေဒီသိဘူးဆိုလို့ရှင်တော့များများသိကျွန်တော်အသက်အရွယ်နဲ့တော့မန်စီးတီးအားပေးမလားဒါပေမဲ့35နှစ်တည်းတော့ရောက်နေပြီမန်စီးတီးအားပေးတော့မလားကျွန်တော်ငယ်လေးတည်းကြီးခဲ့တယ်အာဆင်နယ်အားပေးမှာပေါ့ကျွန်တော်ငယ်နေမယ်ဆို O2 ဗျာအာဆင်နယ်အင်ကြီးအရန်ဝင်လုံးလို့ရက်ကွက်ထဲမှာ O2 လို့ခေါ်တာတောင်တော်ကုန်းမှာနေတော့ဒါပေမဲ့ကျွန်တော်အာဆင်နယ်ကြိုက်လို့မဟုတ်ဘူးလေ Onry ကြိုက်လို့လေသိရမလားကျွန်တော် Ronaldo ကြိုက်တာလေမန်ယူကြိုက်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်မန်စီးတီးကြိုက်သွားတာခုမတက်နိုင်ဘူး